ပြည်သူများလုံးပဲမင်္ဂလာခင်ဗျအခုဆိုရင်ဒီမနက်မှာပြည်သက်တွေမျှော်လင့်နေတဲ့1 Fight Night 29ပြိုင်ပွဲကြီးရဲ့9ပွဲမြောက်ပွဲစဉ်ဖြစ်တဲ့ဆိုလင်းဦးနဲ့ရုရှားဖိုက်တာဒီမီထရီကော့ထွန်းတို့ရဲ့အားပြိုင်မှုပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပါပြီဒီပွဲမှာဆိုလင်းဦးဟာ3ပွဲဆက်တိုက်အရှုံးရလဒ်ကိုရင်ဆိုင်ရလိုက်ပါတယ်ဒီမီထရီကော့ထွန်းကတော့ဒါနောက်ဆုံးပွဲမှာသူထိုးခဲ့တဲ့အထက်မှာပေါ့လေဒါဆူအာဘလက်ကိုနိုင်ထားခဲ့တဲ့အတွက်ဆိုလင်းဦးကိုထပ်နိုင်တာကြောင့်နှစ်ပွဲဆက်အနိုင်ရလာဖြစ်သွားပြီသူ့ရဲ့ကစားသမားဘွားဖြတ်သန်းမှုအနေနဲ့တွက်မယ်ဆိုရင်တော့1မှာသူဟာ4ပွဲထိုးခဲ့ပြီပါပြီသူဟာတပွဲပဲရှုံးပါတယ်3ပွဲနိုင်တဲ့အနေအထားဖြစ်သွားပြီပေါ့လေဒီတော့ကော့ထွန်းအတွက်တချို့သောလမ်းစာတွေကပွင့်လာပြီးတော့ဆိုလင်းအတွက်တော့တချို့အခွင့်အရေးတွေကမိမ့်သွားပြီလို့ကျွန်တော်ပြောရတော့မှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဆိုလင်းဟာ1မှာတာထွက်အရန်လာခဲ့ပါတယ်3ပွဲဆက်တိုက်သူလဲထုံးနဲ့အနိုင်ပြခဲ့တယ်အမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးရတယ်အားလုံးကမျှော်လင့်နေချိန်မှာ1ကသူ့ကိုပွဲကောင်းနေဇက်တိုက်တည်ပေးခဲ့တယ်နဗီနဲ့ပေးထိုးတယ်ဆက်ဆန်နဲ့ပေးထိုးတယ်အခုဆိုရင်သူနဲ့လက်သီးချင်းစင်တူအားပြိုင်မှုရှိတဲ့ကော့ထွန်းနဲ့ပေးတွေ့တယ်ဒါမျိုးတွေလုပ်ပေးခဲ့တယ်ပေါ့ဒါပေမဲ့အဲ့3ပွဲလုံးမှာဆိုလင်းဟာရှုံးနေခဲ့ပါတယ်အမှတ်ဆုံးဖြတ်ချက်တွေနဲ့ရှုံးခဲ့တယ်သူဟာဒီ3ပွဲမှာဘာလို့ပြသွားနိုင်ခဲ့တယ်လဲဆိုတော့မာကုံနဲ့ထိုးနိုင်တယ်စိုင်ထိုးပြိုင်ထိုးနိုင်တယ်ဒီလောက်ပဲပြနိုင်ခဲ့တယ်ဗျတကယ်နီးဗျူဟာပိုင်းဆိုင်ရာ game plan ပိုင်းဆိုင်ရာမှာသူဟာပြင်ဆင်လာတာမရှိခဲ့ဘူးအဲ့ကြောင့်သူနဲ့ level 2 fighter နဲ့တွေ့တဲ့အချိန်မှာဆိုလင်းဦးအမှတ်နဲ့ရှုံးတာများလာခဲ့ပါတယ်ဒီပွဲမတိုင်ခင်မှာလည်းတကယ် interview ဖြေတဲ့အချိန်မှာပေါ့လေ Nick Akin နဲ့တွေ့တဲ့အချိန်မှာဆိုလင်းဦးကသူကအလဲထိုးပဲဥတီမယ်နိုင်ရင်လည်းအလဲထိုးနဲ့နိုင်တာမျိုးပဲဖြစ်ရှင်တယ်ရှုံးရင်လည်းအလဲထိုးနဲ့ပဲရှုံးနေတယ်အမှတ်နဲ့နိုင်တာမျိုးတော့မလိုချင်ဘူးဆိုပြီးထုတ်ပြောခဲ့တယ်ဒီတော့ပြိုင်ဘက်တွေကမြန်မာဖိုက်တာတွေရဲ့သဘောထားကိုရိပ်စားမိနေပြီဗျမြန်မာဖိုက်တာတွေကဘလို့ခံယူချက်ဝင်သွားပြီလဲဆိုတော့ငါတို့အလဲမထိုးနိုင်ရင်မနိုင်ဘူးဆိုတဲ့ခံယူချက်ဝင်သွားပြီဒီဥစ္စာကြီးကမြန်မာဖိုက်တာတွေအတွက်စိတ်ထဲမှာရှောက်လန့်မှုတစ်ခုလိုဖြစ်သွားပြီဗျဖိအားလဲပြောလို့ရတယ်ပေါ့လေဘာကြောင့်လဲဆိုတော့ငါတို့အလဲမထိုးနိုင်မနိုင်ဘူးဆိုအမှတ်နဲ့နိုင်မှုနီးလန်းကိုငါတို့ဘလို့ပြင်ဆင်ရမလဲဘလို့ရှာဖွေရမလဲဆိုတော့မရှာဖွေတော့ဘူးအလဲထိုးဖို့ပဲအတင်းလိုက်တယ်အခုဒီနေ့ပွဲမှာဆိုရင်လည်းစိုးလင်းဦးကအဲ့ဒိုင်ကနေပြန်ပြီးခွဲပေးလိုက်တယ်တဲပေးလိုက်ပြီဆိုတဲ့အချိန်မှာအတင်းထိုးအတင်းဝင်မှုကိုဒါပဲလိုက်တယ်တကယ်ကမှ viewer နဲ့ချိန်ဆပြီးတော့ဘလို့ထိုးမယ်ဆိုတော့သူမပြင်ဆင်တော့ဘူးကျွန်တော်အနည်းဆုံးပွဲပြောရင် Sonrak ပွဲကိုပြောလို့ရတယ်ဗျ Sonrak ကအမှတ်နဲ့နိုင်အောင်ဘလို့လုပ်သွားတယ်လဲပြိတ္တတွေမြင်ပါတယ်သူဘလို့ရတဲ့အချိန်မှာအရင်ကြီးတင်ကစားတာမလုပ်တော့ဘူးအမှတ်ရအောင်ယူတယ်ခွာထိုးတယ်အသာလေးပွဲကိုထိန်းသွားတယ်သူနောက်ဆုံးအမှတ်နဲ့နိုင်သွားတယ်ဒါမျိုးလုပ်ပြခဲ့တယ် Sonrak လည်းမြန်မာဖိုက်တာပဲလေ Fedex ကထိုးတာဟုတ်အခုဆိုလူကဒီပွဲမှာပွဲအစပထမရှိစတယ်သူရှီကန်ချက်ချင်းအပြိုင်တယ်လက်သီးချင်းရှင်ထိုးတယ်ပထမပွဲရှိမှာတော့ဆိုလူကမထင်မှပဲမျက်လုံးကိုနှိုက်လိုက်မိသလိုဖြစ်တဲ့အတွက်ပွဲနယ်လေးရနာလိုက်တာရှိရတယ်ပေါ့လေအဲ့ဒါလွယ်ပြီးရင်တော့ပွဲရတခြားအလုပ်ခက်ရလို့တိတ်မရှိခဲ့ဘူးဗျပွဲအနေထားကပထမပွဲရှိကနည်းနည်းအေးဆက်တယ်လို့ကျွန်တော်ယူဆမိတယ်ဒုတိယပွဲရှိကတော့တကယ်ကိုပွဲကောင်းဖြစ်ခဲ့တယ်ဆိုင်ထိုးပြိုင်ထိုးအားပြိုင်တယ်အမတ်ရဖို့စူးစမ်းပြီးယူကြတယ်တကယ်လဲကြည့်ကောင်းခဲ့တယ်အဲ့ချိန်မှာကော့ထွန်းကနည်းနည်းလေးအားသာလာတယ်တတိယပွဲရှိကိုရောက်တဲ့အချိန်မှာဆိုလူကအတင်းဝင်ထိုးပဲလာရင်ကော့ထွန်းကကြအဲ့လိုမလုပ်တော့သူကအမတ်ယူကိုဥတီလာတယ်ဘာလို့သူအလဲထိုးလို့မရဘူးဆိုတော့သိသွားပြီလေဆိုလူကမာတာကိုအလဲထိုးမဖြစ်နိုင်တော့ဒါပေမဲ့ဆိုလူကိုရှေ့မှာအမှတ်နဲ့ယူပြထားတဲ့ပုံစံတွေရှိတယ်ကသူကအဲ့ပုံစံအတိုင်းစနစ်တကျပွဲကိုချင်းကပ်လာတယ်ပြီးတော့အမှတ်တွေယူသွားခဲ့တယ်ပေါ့ဒီအတွက်ဆိုလူကအထိနာရတယ်လေဘာကြောင့်လဲဆိုတော့သုံးပွဲလုံးမှာသူကဆိုင်ထိုးပြန်ထိုးလုပ်နိုင်ခဲ့တယ်မာကုံကိုပြနိုင်ခဲ့တယ်ဒါပေမဲ့အနိုင်မရခဲ့ဘူးအခုဆိုရင်1မှာသူဒီ3ပွဲဆက်တိုက်ရှုံးသွားခဲ့ပြီဒီတော့ဘာဖြစ်သွားပြီလဲသူက1မှာအမေရိကန်ဒေါ်လာ3သိန်းနဲ့စာအုပ်ကြီးရပြီးတဲ့နောက်ပိုင်းမှာရလဒ်တွေဆိုးရွားလာတယ်သူ့ကိုဘယ်နှပွဲပေးထားသလဲဆိုတာကျွန်တော်တို့မသိဘူးပေါ့လေပေးထားတဲ့ပွဲရည်တဲ့ဂုံသွားရင်အခုလိုရလဒ်ဆိုးရင်လည်းဆိုတမ်မနီဆိုကြီးကိုစာချုပ်တွေတက်တန်းထပ်ထုတ်ဖို့ဆိုတာခတ်သွားနိုင်ပြီစာချုပ်တွေချုပ်ဖို့အခက်အခဲတွေဖြစ်သွားနိုင်ကြဒါမျိုးဖြစ်လာပါလိမ့်မယ်ကြုံလဲကြုံရပါလိမ့်မယ်အခုဆိုရင်ဗျာ1မှာသူ့ကိုပေးထိုးလိုက်တဲ့ဆက်ဆန်နဲ့ပြီးတော့အခု1 fight night ကိုခေါ်လာတယ်ပေးထိုးတဲ့ကော့ထွန်းနဲ့အဲ့တော့အဲ့နှစ်ပွဲမှာတော့မှတမ်မနီဆိုကြီးကစွမ်းဆောင်ရည်ကောင်းကောင်းမပြနိုင်ပဲနဲ့အရှုံးမဲ့ကြုံလိုက်ရတော့1 Friday Fiber ကိုပြန်ပြီးဆင်းထိုးရတာမျိုးဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်ဆိုကြီးကဘာကောင်းတယ်လဲဆိုမာကုံမြင့်တယ်နောက်ပြီးတော့ပြိသက်အတွက်နိုင်ပွဲယူပေးခြင်းနဲ့သူ့မှာရှိသမျှအားကုံထုတ်ပြီးတော့အိတ်သွန်ဖာမောက်ပြိသက်အတွက်ကစားပေးခြင်းစိတ်ရှိတယ်ထက်တန်စိတ်ကလေးပေါ့ဒါကနေလွဲရင်တော့ game plan မပြင်ဆင်လာတာကတော့သူ့အတွက်အားနည်းချက်လို့ပြောရမလို့ဖြစ်နေတယ်ဗျအခုလက်ရှိမြန်မာ fighter တွေထဲမှာတက်ထိုးနေတဲ့ထဲမှာအရန်သဘောကျစရာကောင်းတာကသူနဲ့ Veronica ပဲရှိရလေအခုအဲ့နှစ်ယောက်ကိုအရန်မျောလင့်ထားရတယ်မြန်မာပြည်သက်တွေကအရန်မျောလင့်ထားတယ်အဲ့လိုမျောလင့်ထားတဲ့နှစ်ယောက်ကမလုပ်ပြနိုင်တော့ဘူးဆိုရင်တော့ဝမ်းကနေမြန်မာပြည်သက်တွေဘက်ကိုရောမြန်မာ fighter တွေဘက်ကိုရောဘယ်လိုကြည့်လာမလဲဆိုတာကစဉ်းစားစရာကောင်းလာပြီဘာကြောင့်မြန်မာပြည်သက်တွေကိုထည့်ပြောရတယ်လဲဆိုတော့မြန်မာပြည်သက်တွေကလည်းဒီနှစ်ယောက်ထိုးတဲ့နေ့တွေမှာပို့ပြီးစိတ်ဝင်စားရှိကြတာကိုအဲ့တော့မြန်မာပြည်သက်တွေရဲ့စိတ်ဝင်စားမှုရောကြသွားမလားဒီနှစ်ယောက်ကိုဘယ်လိုဆက်ပြီးထိန်းသွားမလဲဘယ်လိုလုပ်မလဲဆိုတာကဝမ်းအတွက်လည်းနည်းလေးစဉ်းစားစရာတွေဖြစ်လာတယ်ပေါ့လေဒီနေ့ပွဲမှာဆိုရင်တမ်မနီဆိုကြီးက
တော်လေးအထိနာပါတယ်။ဘာကြောင့်လဲသူ hydration test ကြာရှုံးထားတယ်။ရှေ့မှာသူဒီ hydration test ကိုဆက်ဆန်နဲ့ထိုးတဲ့ပွဲတုန်းကလည်းကြာရှုံးခဲ့တယ်။ကြာရှုံးတော့သူရမယ်ထိုးကြည့်တဲ့ကနေဆက်ဆန်ကိုတချို့တော့ခွဲပေးခဲ့ရတယ်။ဟို ကော့ထုံးတဲ့ပွဲမှာဆိုရင်လည်းသူ hydration test ကြာရှုံးခဲ့တယ်။ကြာရှုံးတဲ့အတွက်သူဒီခွဲပေးရပြန်တယ်။ကြားသိရတဲ့သတင်းတွေအရ9ပုံတပုံကိုခွဲပေးရတယ်လို့ကျွန်တော်သိရှိရတယ်။သူရမယ်ထိုးကြည့်တဲ့9ပုံတပုံကိုကော့ထုံးစီကိုပေးလိုက်ရတယ်ပေါ့လေ။ကော့ထုံးကကြတော့ပွဲလဲနိုင်တယ်။ဒီလိုထိုးကြည့်အနေထားနဲ့လည်းသူကခွဲရတာထက်ရတာရှိတယ်ပေါ့လေ။သူရတဲ့ထိုးကြည့်ဆိုတော့သူအပြည့်ရပါတယ်။ပြီးတော့သူဒီရှေ့မှာဆူပါဘလက်ကိုနိုင်ထားတယ်အခုဆိုးလင်းကိုထိုင်နေတဲ့အတွက်သူက159မှာဆက်ပြီးထိုးခွင့်ကိုညှော်လင့်လို့ရပါပြီ159ကနေ1ကိုတက်ထိုးခွင့်တော့သူညှော်လင့်လို့ရတယ်ဘာကြောင့်ဒီလိုပြောရသလဲ159နဲ့1မှာထိုးရတဲ့ fighter နဲ့1 Friday fight မှာထိုးရတဲ့ fighter အရန်ကွာပါတယ်159နဲ့1ပြိုင်ပွဲကြီးမှာပေးတဲ့ bonus ကြီးဆိုတာအလဲထိုးနိုင်ခဲ့ရင် Shatry သဘောကျရင် American dollar 9000တောင်ရတာ1 Friday fight မှာ American dollar 1000ပဲပေးပါတယ်အဲ့လောက်ကြီးကိုကွာပါတယ်ထိုးကြီးရအစအရကွာတယ်အဲ့တော့ဆိုကြီးအနေနဲ့1 Friday fight အနိုင်ကိုဆင်းထိုးရရင်အကောင်ကရောကြသွားတဲ့အနေအထားတွေဖြစ်လာမယ်ဗျပြီးတော့ဒီပွဲမှာဆိုလင်းဦးကဝိတ်သားစီးနဲ့ထိုးခဲ့ရတာနော်သူက149.25ပေါင်ဖြစ်သွားခဲ့တယ်အဲ့တော့ကော့ထုံးက144ပေါင်နဲ့ထိုးတာအဲ့ကြောင့်ပင်တန်ဝိတ်တန်းထိုးမဲ့ပွဲစဉ်ကို cash weight တန်းပြောင်းပြီးထိုးလာတာဖြစ်သွားတယ်ဒီပွဲမှာဆိုလင်းဦးကရှုံးနေသွားတဲ့အတွက်1မှာတော့3ပွဲဆက်အရှုံးရလက်ကျုံသွားပြီသူ့အနေနဲ့ပြိသက်တွေအတွက်အကောင်းဆုံးလုပ်ပေးခြင်းနဲ့ဆိုတော့လက်ခံပါတယ်သူကအကောင်းဆုံးကြိုးစားခဲ့တယ်ဆိုတော့လည်းလက်ခံပါတယ်ဒါပေမဲ့မာကုံရဲ့စိုင်ထိုးပြိုင်ထိုးဆိုတာရဲ့အလဲထိုးမှပဲငါတို့နိုင်မှာဆိုတဲ့အဲ့ mindset ပေါ့လေခံယူချက်ကြီးကိုတော့နယ်လီပြောင်းလဲဖို့လိုလာပြီအမှတ်နဲ့နိုင်ဖို့လိုအပ်လာရင်အမှတ်နဲ့နိုင်အောင်ငါတို့ဘလို့ပြင်ဆင်ရမလဲဘလို့ viewer ပြောင်းလဲရမလဲဘလို့ game plan တွေချမှတ်ရမလဲဆိုတာကိုစိုးလင်းအနေနဲ့အဖြေရှာသင့်ပြီလို့ယူဆမိပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ